ဒီနေ့ RPF Plus ကထောက်ပံ့ပေးမယ်တဲ့မှာတောင်သူတွေအရင်မျှော်လင့်ထားတဲ့ solar စွမ်းအင်တွေ transit တွေမပါဘူးဆိုတာအားလုံးသိပြီးကြပြီလား။လောက်ကြီးကြတော့လည်းမပြောတော့ဘူးလေနော်။ဒါပေမဲ့စိတ်တော့အရင်မပြတ်ပါနဲ့။ solar နဲ့ transit တွေမပါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့စိုက်ခင်းအဆင့်မြင့်လို့ရမယ့်အခွင့်အရေးတွေရှိနေသေးတယ်လေ။ဥပမာဆိုရင်အဆက်ချရေးပေးစနစ်တွေမိုးရေစုဆောင်းတဲ့စနစ်တွေစတာတွေရှောက်ပြရတယ်နော်။နောက်ပြီးတော့စိုက်ခင်းကထွက်တဲ့ကောက်ယူစပွက်ကွန်အစားတဲ့ဆွပစ္စည်းတွေကိုတဘာဝမြေဩဇာဖြစ်ပြန်ထုတ်တဲ့ဆက်တွေဇီဝတွက်ထူ36ခံဆက်တွေလည်းရန်ကုန်ငွေရှောက်လို့ရပါတယ်။နေရောင်ခြည်သုံး6ခန့်ဒုံးတွေနဲ့အစားတောက်ထုတ်ပိုးတဲ့စက်ကရိယာတွေလည်းဒီနှစ်မှာရှောက်လို့ရပါတယ်။ထောက်ပံ့မဲ့အတိုင်းတာကတော့ကုန်ကျစရိတ်ရဲ့50%ထိထောက်ပံ့မှာဖြစ်ပြီးတော့အများဆုံး3200ထိဖြစ်ပါတယ်။ RBF Plus ကိုရှောက်ဖို့အတွက်ရှောက်လွှာရေးပြီးတဲ့ဝန်ဆောင်မှုပေးသူတွေရဲ့စာရင်းကိုအောက်က comment မှာပြထားပါတယ်ဒီနာမည်စင်းမှာပါတဲ့သူတွေကသာလျှင် RPF Plus ရဲ့အတိအမှတ်ပြုရှောက်လွှာရေးဝန်ဆောင်မှုပေးသူတွေဖြစ်ပါတယ် RPF Plus ကိုရှောက်ဖို့အတွက်ပတ်စံပေးစရာမလိုသလိုဘယ်အဖွဲ့အစည်းမှလည်းဝင်စရာမလိုပါဘူးเนาะအခုပြထားတာကတော့ကျမတို့ Rainbow Farm ကဇူလိုင်28ရက်နေ့ကတောင်ကြီးမှာကျင်းပတဲ့ RPF ပွဲကိုတွားတက်ပြီးတော့တောင်သူနဲ့ပတ်သက်တဲ့သိရသမျှအချက်တွေကိုရှမ်းပြည်တောင်ပိုင်းကတောင်သူတွေအတွက်ဝေမျှပေးခြင်းဖြစ်ပါတယ်အသေးစိတ်ချက်လက်ကိုတော့ဒီ post မှာဖော်ပြထားတဲ့ RPF Plus ရဲ့ Facebook page မှာအသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင်